بسم الله الرحمن الرحيم الحمد لله رب العالمين الذي فرض في اليوم والليلة 5 صلوات على المسلمين والمؤمنين والصلاة والسلام على سيدنا محمد المبعوث بالآيات والمعجزات صلى الله عليه وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته ကျွန်တော်ရဲ့ထူလေးစားချစ်ခင်ယူရတဲ့မိဘများနဲ့တကွအစ္စလာမ်ညီနောင်များခင်ဗျာ Assalamu alaikum wa rahmatullahi wa barakatuh ဥစ္စာဘတ်မှာကျွန်တော်တို့မြင့်မြတ်တော်မူသောအလ္လာဟ်ကိုအရှင်မြတ်အားချီးမွမ်းထောပနာကျေးဇူးပြုအပ်ပါတယ်ခင်ဗျာ ၎င်းတော့ချစ်ချင်းမေတ္တာနဲ့ငြိမ်းချမ်းခြင်းတရားချင်းဟူသည်မြတ်ရဆူလုလ္လာဟ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုတော်ဘောတို့ကြောက်ပါစေလို့မြတ်တာပို့ပါတယ်၎င်းတော့ရဆူလုလ္လာဟ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်၏အင်သူတော်အင်တော်သားများနှင့်တကွဆာဟာဘတာဝကကြီးများအားလုံးဘောတို့လည်းချစ်ချင်းမေတ္တာငြိမ်းချမ်းခြင်းဟူသည်မြတ်ကြောက်ပါစေတမန်တော်မြတ်ကြီးအုမ္မတ်တည်းလုံးကျွန်တော်တို့ရဲ့Jannatul Firdaus မှာပါဝင်တဲ့မိဘများတို့ကချမ်းမြေနောင်များပေါ်လို့လဲငြိမ်းချမ်းခြင်းတရားချင်းဟူတမျှကြောက်ပါစေလို့မေတ္တာပြုအပ်ပါရခင်ဗျာဆုမွန်ကောင်းတို့တောင်းပါရစေ Allahumma amin Alhamdulillah ကျွန်တော် Allah ရှိမြတ်ရဲ့ rahmat ခြင်းတရားတော်နဲ့ဒီနေ့ကျွန်တော်လေးလာညဝေမဲ့ကောင်းစဉ်လေးကတော့ الصلاة وأهميتها في الإسلام صلاة وبيوتشنا بدبيرو صلاة ساندي تشيني إسلام ديارو ما يجي بون يجي نينه شو أشوف القرآن جميع لا آيرو يعني دكوا حديث تو ما تمنى محمد صلى الله عليه وسلم كا صلاة وبيوتشي صلاة عاجين وبيوتشنا بدبيرو تشورو تمنومي محمد صلى الله عليه وسلم حديث تو ميا قد سوى ليلة جايا ومكنا صلاة وبيوشين قد جنو سابيرو ليلة دومي سولوشين صلاة يتيبه قد جنو تيشي نالي تبو بابو تو يجي باري الصلاة سوراغا جنو Arabic အဘိဓမ္မာဝါဟာရစာလုံးဖြစ်ပါတယ်as-salatu as-salatu ရဲ့မူရင်းစကားလုံးကတော့ salla yusalli ပေါ့နော် sad ရဲ့ lam ရဲ့ ya ရဲ့သူရဲ့ root word က3ခု sa lam ya အဲ့ဒီတော့ကျွန်တော်တို့အစ္စလာမ်တရားတော်မှာပညာရဲ့တစ်ခုရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့သိနာလေဖို့အတွက်ရှုထောင့်နှစ်ခုကိုဟလာကျွန်တော်ရှုထောင့်နှစ်ခုကနေပြီးတော့ကြည့်ရှုလေ့လာဖို့အတွက်အရေးကြီးပါတယ်ဥပမာဖြင့်as-salatu ပထမရှုထောင့်as-salat ကဘာအဓိပ္ပာယ်လဲပထမရှုထောင့်ကတော့ Arabic အဘိဓမ္မာစာပေအရဘာအဓိပ္ပာယ်ပေးတယ်လဲဆိုတဲ့ရှုထောင့်ပထမရှုထောင့်ပေါ့နော် as-salatu lughatan bima'na ad-du'a wal-ibadatu Arabic ရဲ့အဘိဓမ္မာအဆလာရဲ့အဓိပ္ပာယ်ဒီဒူအာတောင်းခြင်းနဲ့အီဘာဒတ်ခေါကုကွယ်မှုဆိုတဲ့အဓိပ္ပာယ်ပေးပါတယ်ဒါရှုတော့ပထမအဆလာတို့ရဲ့အဓိပ္ပာယ်ဒီအဒူအာအိုဒူအာတောင်းခြင်းနဲ့အလ်အီဘာဒတ်အီဘာဒတ်ခေါကုကွယ်မှုပြုခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတခါဒုတိယဖြစ်တဲ့ရှုတော့ကနေပြီးတော့အဆလာရဲ့အဓိပ္ပာယ်ဘာလဲဆိုလို့ရှိရင်ရှာရအန်ပေါ့နော်ကျွန်တော်ရဲ့အစ္စလာမ်တရားတော်ရဲ့Sharia Loshme Sharia Islam တရားတော်ထဲမှာပါအဓိပ္ပာယ်ပေးတယ်ဆိုတဲ့ရှုထောင့်ကနေပြီးတော့ကျွန်တော်တို့လေ့လာဖို့အတွက်ရည်ကြီးပါတယ်ခင်ဗျ။ As-salatu shar'an Allah shme Sharia တော်မှာ as-salat ရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင် at-ta'abbudu lillahi bi aqwalin wa af'alin makhsusatin muftatihatin bit-takbiri mukhtatimatin bit-taslim as-salat ရဲ့အဓိပ္ပာယ်ဒီတဲ့ဟာလာကျွန်တော်တို့တည်တံ့ဖြစ်တဲ့လုပ်ရနဲ့ဆိုရဲ့ဖြင့် Allahu ရှင်မြတ်အားအီဘာဒတ်ခေါကုကွယ်မှုဖြစ်ပါတယ် takbir Allahu akbar နဲ့အစပြုပြီးတော့ assalamu alaikum wa rahmatullah ဖြင့်အဆုံးတက်တဲ့ဒီလောက်ရကို
as-salat လို့ခေါ်ပါတယ်ဆိုတာကျွန်တော်အစ္စလာမ်တရားတော်ရှရီအဆုတောင်းကဒါတော့ salat as-salatu salat ဆောင်တည်ခြင်းရဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ salat ဆောင်တည်ခြင်းအလုံးထဲမှာအရေးကြီးပါတယ်ရေးပါပါတယ်မွတ်စလင်တို့တယောက်ဖြစ်ဖို့အတွက်မွတ်စလင်တို့တယောက်ဖြစ်ဖို့တဲ့ကိုမုမင်တို့တယောက်မုမင်နာမွတ်စလင်နဲ့မုမင်ကမတူပါဘူးမုမင်ကပို့ပြီးတော့အဆင့်မြင့်ပါတယ်ဟာလာကျွန်တော်အဆင့်ကြတော့အဆင့်3ဆင့်ရှိပါတယ်နံပါတ်1အဆင့်ကအစ္စလာမ်ဆိုတဲ့ပုဂ္ဂိုလ်ဒီလာအီလာဟ်အီလ္လာဟ်မုဟမ္မဒ်ရဆူလ်လာဟ်ယူပတ်တဲ့ပုဂ္ဂိုလ်ဒုတိယအဆင့်ကမုမင်ပေါ့နော်အီမန်ဆိုတာကနှလုံးသားဖြင့်လာအီလာဟ်အီလ္လာဟ်မုဟမ္မဒ်ရဆူလ်လာဟ်အလ္လာဟ်ရှိမြတ်မှာအပအချမီဒီကောခောက်ကုကခံတဲ့အရာရှင်ဝေးမရှိမုဟမ္မဒ်ဆလ္လာလ္လာဟ်အလိုင်းဝါဆလမ်တကယ်ဒီအလ္လာဟ်အရှိမြတ်ကဆေလွတ်တဲ့နဗီရဆူလ်ဖြစ်ကြောင်းထောက်ခံခြင်းယုံကြည်ခြင်းအဲ့တော့အလ္လာဟ်ရှိမြတ်နဲ့ရဆူလ်ကိုနှလုံးသားနဲ့ယုံကြည်တယ်နံပါတ်1နံပါတ်2နှုတ်ရှာနဲ့ဖတ်တယ်နံပါတ်3ခန္ဓာကိုယ်အစိတ်ပိုင်း360အလုံးဖြင့်အလ္လာဟ်ရှိမြတ်ရဲ့အမိန့်တော်များတမန်တော်မြတ်မုဟမ္မဒ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ရဲ့အမိန့်တော်များကိုဘဝတတန်တခြားလုံးမှာအကောင့်တဲ့တတွေ့မတင်အကောင့်တဲ့လိုက်နာဖော်ဆောင်ခြင်းကိုအီမန်ဟုခေါ်ပါတယ်အဲ့ဒီအီမန်ကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ကိုမုမင်လို့ခေါ်ပါတယ်ဒုတိယအဆင့်တခါတတိယအဆင့်ကတော့အလ်အီဟ်ဆန်ကတော့တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ကဟာလာhadith တော်တပုဒ်မှာကျွန်တော်တို့ကိုအတိပ္ပယ်ဖွင့်ပေးထားပါတယ်အေဆန်ရဲ့အတိပ္ပယ်ဒီالإحسان أن تعبد الله كأنك تراه فإن لم تكن تراه فإنه يراك الإحسان يدبري أتينغا لوشمكو كاوكو كمبيودا كاما أتينغا أشمع ميا تجرو جاو يومو بين على تشين بين الله شمع إبادة ميا تجرو إبادةပြုခြင်းပဲဖြစ်တဲ့အဲ့ဟ်ဆန်လို့ခေါ်ပါတယ်။ဟာလာအတင်းဒီလောရှမေကိုမမြင်ရရင်တကယ်လောရှမေကအတင်းကိုမြင်နေရပါတယ်။အဲ့ဒါကတော့ဟ်ဆန်အဆင့်မြင့်ဆုံးပါနော်။အဲ့ဒီပုဂ္ဂိုလ်ကိုမုဟ်ဆင်လို့ခေါ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့အစ္စလာမ်ကြားတော်မှာမန်နိုင်ကြီး9ရက်ရှိတဲ့အထဲမှာဆောလတ်ဆောင်တည်ခြင်းဒီဒုတိယမန်နိုင်ဖြစ်ပါတယ်။မုအမင်တယောက်ဖြစ်ဖို့အတွက်မုဟ်ဆင်တယောက်ဖြစ်ဖို့အတွက်ဟလာဒုတိယအဆင့်နဲ့တတိယအဆင့်အမြင့်ဆုံးဖြစ်ဖို့အတွက်ကတော့ဆောလတ်5ချိန်စောင့်တည်ခြင်းဟာအလုံးနေရာမှာပဲအရေးပါပါတယ်ကျွန်တော်တို့နှုတ်ရှာဖြင့်လာအီလာဟ်အီလ္လာဟ်မုဟမ္မဒ်ရဆူလ်လာဟ်ဖတ်လိုက်ရုံဖြင့်စစ်မှန်တဲ့မုအမင်မဖြစ်နိုင်သေးပါဘူးခင်ဗျကျွန်တော်တို့hadith တော်ထဲမှာhadith တော်တစ်ပုဒ်မှာတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ဘောနဘူခါရီကျမ်းနဲ့မွတ်စလင်ကျမ်းမှာဤကဲ့သို့ hadith တော်တစ်ပုဒ်လာရှိပါတယ်ခင်ဗျာعن ابن عمر رضي الله عنهما قال قال رسول الله صلى الله عليه وسلم بني الإسلام على 5 شهادة أن لا إله إلا الله وأن محمدا رسول الله وإقام الصلاة وإيتاء الزكاة وصوم رمضان وحج البيت رواه البخاري ومسلم عبد الله ابن عمر رضي الله عنه كاسم يكره تمنى محمد صلى الله عليه وسلم من جارو مكبره Islam ကြတော့ဒီအရာ5ခုအပေါ်မှာစောင့်ကြည့်ခြင်းခံရတယ်စောင့်ထားတယ်ပေါ့နော်ဒီစောင့်ထားတဲ့မန္တန်5ခုနံပါတ်1လာအီလာဟ်အီလ္လာဟ်မုဟမ္မဒ်ရဆူလ်လာဟ်ဝါရှင်မပါအချာမီဒီကခောက်ခုခံထိုက်ပြီးအရာအရှင်ဟူမရှိမုဟမ္မဒ်ခင်ဒီအလ္လာဟ်ရှိမြတ်ရဆူလ်ဖြစ်ခြင်းဖြစ်ပါသည်မုဟမ္မဒ်ခင်ဒီအလ္လာဟ်ရှိမြတ်ရဆူလ်ဖြစ်ခြင်းကိုယုံကြည်ခြင်းနဲ့မန္တန်နံပါတ်1နံပါတ်2ကတော့ဝါအီကာမုဆလာစောင့်တည်ခြင်းကတော့လူတို့ကصلاة الفجر صلاة الظهر صلاة العصر صلاة المغرب صلاة العشاء صلاة 5ချိန်ကိုဒီဆလာများရဲ့အချိန်အတွင်းထဲမှာအလ္လာဟ်တမန်တော်မြတ်မုဟမ္မဒ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ကလောရှမေကတုကိုကျွန်တော်တို့ကိုတွင်တင်ဖို့အတွက်အမိန့်ပေးထားသည့်အတိုင်းစောင့်တည်ခြင်းအပေါ်မရှိအလျော့မရှိဘဲနဲ့ဆွန်နတ်တော်အရင်အတိုင်းဆွန်နတ်တော်ဆိုတာကတမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ရဲ့နီးစနစ်တမန်တော်မြတ်ဆလ္လာလ္လာဟူအလိုင်းဝါဆလမ်ကတင်ပေးခဲ့တဲ့ပုံစံဖြင့်အလ္လာဟ်ရှိမြတ်ကခောက်ကိုယ်မှုပြုခြင်းဆလာစောင့်တည်ခြင်း
number 1 man number 3 ဒီ zakat ပြီးဆောင်ခြင်း number 4ဒီ Ramadan ဥပုသ်သီလဆောင်သင်ခြင်း number 5ဒီ hajj ပြုခြင်းတို့ဖြစ်ပါတယ်ထို့တဲ့ကြောင့်ဒီ hadith တော်မှာကျွန်တော်တို့မြင်တွေ့နိုင်တာကတော့ဆလာဆောင်ခြင်းဒီဒုတိယ man ဖြစ်ပါတယ်ဆလာဆောင်ခြင်းဤအဆင့်တန်းဒီအစ္စလာမ်တရားတော်မှာလွန်နေမှာပဲမြင့်ပါတယ်ဒုတိယ man ဖြစ်ပါတယ်ဟာလာဒီ man ကြီး5ခုထဲမှာကျန်တဲ့ man 5ခုကိုอัลลอฮฺရှိမြတ်ကဂျီဘရီလ်အလိုင်ဆလမ်ကိုဆေလွတ်ပြီးတော့ဒီကဘာမြေပြင်ပေါ်မှာတာဝန်ပေးအပ်ခဲ့ပါတယ်။တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ထံကိုအလ္လာဟ်ရှိမြတ်ကဂျီဘရီလ်ကိုဆေလွတ်ပြီးတော့မနိုင်လာအီလာဟ်အီလာလ္လာဟ်မုဟမ္မဒ်ရဆူလ်လာဇကာတ်ပေးဆောင်ခြင်းရမဇန်ဝတ်ပုဒ်သီလဆောင်သင်ခြင်းဟஜ்ပြုခြင်းဒီမနိုင်လေးခုကိုကဘာမေပထဝီပေါ်မှာအလ္လာဟ်တာဝန်ပေးအပ်တယ်ဒါပေမဲ့ဆလဆောက်ဒီခြင်းကတော့လိုင်လာတုလ်မီအစ္စရာဝလ်မီရာဂျ်မှာအလ္လာဟ်ရှိမြတ်ကမုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုမုကောင်းခင်ဘောတို့ဖိတ်ခေါ်ပြီးတော့အဲ့ဒီမှာမိုးကောင်းခင်ထပ်မှာတာဝန်ပေးအပ်ခဲ့တယ်အဲ့ဒါကိုကြည့်ခြင်းအပြင်ဆလဆောက်ဒီခြင်းလုံနေမှာပဲအရေးကြီးပါတယ်ခင်ဗျာကျွန်တော်တို့ဒီအလ္လာဟ်ရှိမြတ်ဤဖန်ဆင်းခံဖြစ်ပါတယ်အလ္လာဟ်ရှိမြတ်ကကျွန်တော်တို့ဤဖန်ဆင်းရှင်ဖြစ်ပါတယ်အလ္လာဟ်ရှိမြတ်ကကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ရှင်မရှိတဲ့ຢာနေပြီးတော့ရှိအောင်ဖန်ဆင်းထားတဲ့ရှင်ဖြစ်ပါတယ်မိချောင်းတို့ချောင်းဟာလက်စစ်နဲ့ကင်းဝေးလို့ပြတ်တောက်လို့မရတယ်လို့မိချောင်းဟာဘယ်လောက်ထိပဲတန်ဖိုးရှိလင်ကစားလက်စစ်နဲ့ဆက်တဲ့ပြတ်သွားပြီဆိုလို့ရှိရင်သူ့မှာဘာမှတန်ဖိုးမရှိတော့ဘူးလင်းဝင်မှုလည်းမရှိတော့ဘူးမလင်းနိုင်တော့ဘူးစက္ကန့်နဲ့မြတ်ပြတ်တောက်သွားပြီဆိုတော့ပြတ်သွားပြီအဲ့ဒါလင်းဝင်မှုမရှိနိုင်တော့မပေးနိုင်တော့ဘူးထိုနည်းတူစွာပဲကျွန်တော်ဖန်ဆင်းကံဖြစ်တဲ့လူသားများကျင်များအားလုံးဒီဖန်ဆင်းရှင်ဖြစ်တဲ့ Allah ရှိမြတ်နဲ့တစ်စက္ကန့်မှကျွန်တော်ဖြတ်တောက်လို့မရပါဘူး Allah ရှိမြတ်နဲ့အနည်းဆက်ဆုံးချိန်ဒီဆလတ်ဆောင်ဒီချိန်ပဲဖြစ်ပါတယ်ခင်ဗျာဆလတ်ဆောင်ဒီချိန်ပဲဖြစ်ပါတယ်ခင်ဗျာဆလတ်ငါးချိန်ဆောင်ဒီချိန်ဒီအစ္စလာမ်မန်နိုင်ရဲ့ဒုတိယမန်နိုင်ဖြစ်တယ်လို့ဆလတ်ဆောင်ဒီချင်းဒီအစ္စလာမ်သာသနာရဲ့အဓိကထောက်တိုင်ကြီးဖြစ်ပါတယ်ခင်ဗျာဘယ်သူဟာဒီဆလတ်ကိုမဆောင်ဒီဘူးမထိန်နေဘူးဆိုလို့ရှိရင်တော့နာအူဇူဘီလာသူရဲ့အစ္စလာမ်ဒီသာသနာမရှိတော့ဘူးဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်မှာလည်းမင်ကြားတော်မူထားပါတယ်الأحد الذي بيننا وبينهم الصلاة فمن تركها فقد كفر အတိပ္ပယ်ကတော့ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကအတိပ္ပယ်ကျွန်တော်တို့ကိုမင်ကြားတဲ့ဒီဟာဒီသ်တော်အတိပ္ပယ်ကတော့ကျွန်တော်တို့နဲ့တခြားသောကာဖီမွရှရိနဲ့ဂျာမာဘာမတူတယ်လဲဆိုလို့ရှိရင်တဲ့နော်အဆွာလာပဲတဲ့အလ္လာဟ်ရှိမြတ်ကကျွန်တော်ကိုကတိကိုပေးထားတဲ့ຢာဒီဆလာဆောင်ဒီချင်း فمن تركها فقد كفر ချင်းတူတယောက်ဒီဆလာကိုလိလိရှုမဲ့ဆလာကိုမဝတ်ပြုဖို့ဆိုလို့ရှိရင် فقد كفر သူတူဒီအလ္လာဟ်ရှိမြတ်အားကူဖူညင်းပဲတဲ့သူပဲဖြစ်တယ်နာအူဇူဘီလာထို့တဲ့ကြောင့်ဆလာဆောင်ဒီချင်းဒီလုံနေမှာပဲအရေးကြီးပါတယ်ခုနကျွန်တော်တို့ဟာဒီသ်တော်ထဲမှာကြားနာတော့တဲ့ဆလာကိုမဝတ်ပြုဘူးဆိုတဲ့သူကတော့ဒါဆလာကိုဖာရတ်လို့သူမယုံကြည်ဘူးအစ္စလာမ်ရဲ့မယုံဒီမန်နိုင်ဖြစ်ပါတယ်ဆိုတော့မယုံကြည်တဲ့သူကိုဆိုလိုပါတယ်တချို့ကတော့ပြင်းလို့မဖတ်တာဟာလားဒါတော့ကာဖီမဖြစ်ပါဘူးခင်ဗျာဒါပေမဲ့သူကိုကျွန်တော်တို့အမြဲတမ်းတိုက်တွန်းရမှာဖြစ်ပါတယ်တိုက်တွန်းလို့ဟာလားသူဟာဆက်လက်မဖတ်ဘူးဆိုရှင်သာသူ့ရဲ့အီမန်ဒီဒါပြဿနာရှိလာပါပြီနာအူဇူဘီလာတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလဟူအလိုင်ဟီဝါဆလမ်ဝဖတ်ကွယ်လွန်ခံနေမှာလေالصلاة وما ملكت أيمانكم ဆုံးခံနေချိန်မှာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဒီဒုနီယာလောကကိုခွဲခွာခံနေချိန်မှာအဆလာတူအတိတို့ဆလာကိုအလေးနဲ့ထားကြပါနော်ဆလာငါးခြင်းကိုဝတ်ပြုကြနော်ဟာလားဟာဒီတော်တော်မှာလေကီယာမတ်နေ့မှာပထမဆုံးလူသားတိုင်း
စင်းအင်းစစ်စစ်မေးမြန်းချင်းခံမဲ့မိကွန်းဒီလေအဆလာတုပဲဖြစ်ပါတယ်ဆိုပြီးတော့ဟာဒီသတော်မှာတမန်တော်မြတ်ကကျွန်တော်ကိုအသိပေးထားပါတယ်ဆလာရဲ့မိကွန်းကိုတော့အောင်မြင်တော့ပြီးလွယ်လွယ်ကူကူနဲ့ဖြည့်ဆို့နိုင်ပြီဆိုလို့ရှိရင်တရားတခြားသောမိကွန်းတွေလည်းလွယ်ကူတော့မယ်အဲ့ဒီမိကွန်းကိုတော့မဖြည့်ဆို့နိုင်ဘူးဆိုလို့ရှိရင်တော့တခြားမိကွန်းတွေလည်းပို့ပြီးတော့ပြင်းထန်လိမ့်မယ်အစ္စရာဟီမ်အလိုင်ဟိဆလမ်ကဆလာဆောင်ဒီမှုအတွက်အလွန်ညမအလေးနဲ့ထားခဲ့ပါတယ်အစ္စရာဟီမ်အလိုင်ဟိဆလမ်အလွန်ညမပဲဒီနဗီရဆူလ်များဒီသူတို့ကအလွန်ညမပဲကြောက်ရွံ့ကြတယ်သူတို့ကသိတယ်ဆလာဆောင်နေခြင်းဒီဖန်ဆင်းခံတဲ့ဖန်ဆင်းရှင်ရဲ့ဂျာမှာဆက်တွယ်တဲ့ပြီးလောက်ရပဲအီဘာဒတ်ပဲဒီအီဘာဒတ်ကိုကျွန်တော်တို့ဖျက်တောက်လိုက်ပြီးလစ်လျူရှုလိုက်ပြီးဆိုလို့ရှိရင်ဖန်ဆင်းရှင်နဲ့ကျွန်တော်တို့ဖန်ဆင်းခံဖြစ်တဲ့ဂျာမှာရှိတဲ့ဆက်တွယ်ကိုကျွန်တော်ဖျက်လိုက်တဲ့သဘောပါပဲခင်ဗျထို့ကြောင့်အစ္စရာဟီမ်အလိုင်ဟိဆလမ်ဒီသူအားတောင်းလေးရှိတယ်ဆိုတော့အစ္စရာဟီမ်နဲ့မှာပေါ့နော် رب اجعلني مقيم الصلاة ومن ذريتي အိုးရအလ္လာဟ်ကျွန်တော်၏အရှင်ကျွန်တော်မျိုးအားအလတ်ဆောင်နေတော်သူဖြစ်ပြုလို့ပေးသနာတော်မူပါဝမင်ဇူရီယတီအလ္လာဟ်ကျွန်တော်မျိုး၏နောင်လာနောင်နှမ်းများတားနေမိများကိုလည်းဆွာလဆောင်ဒီဝပြုသူများအဖြစ်ပြုလို့ပေးသနာတော်မူပါဆိုပြီးတော့အစ္စရာဟီမ်အလိုင်ဟိဆလမ်ကအလ္လာဟူအရှ်မြတ်ထံတော်ပါမှာယူကျိုးစွာဖြင့်ကြောက်ရွံ့စွာဖြင့်တို့အားဆုမွန်ကောင်းတောင်းခဲ့ပါတယ်တခါအီဆာအလိုင်ဆလမ်ဒီမလဲဝအောဆာနီဘီဆလာတီဝဇကာတီမာဒုမ်တူဟိယာအီဆာအလိုင်ဆလမ်ကဤကဲ့သို့ပြောကြားခဲ့တယ်တဲ့နော်သူ့ရဲ့အမျိုးသားတွေကိုအလ္လာဟ်ရှ်မြတ်ကသူ့ကိုအမိန်ပေးတယ်တတိပေးတယ်ဆလာဆောင်ဒီဖို့ဝအောဆာနီဘီဆလာဝဇကာဆလာဆောင်ဒီရှင်နဲ့ဇကတ်ပေးဆောင်ခြင်းကိုငါရဲ့အရှင်ကျွန်တော်၏အရှင်ကမြင်တဲ့တိုက်တွန်းတဲ့တတိပေးတဲ့မာဒုမ်တို့ဟယာကျွန်တော်ရှင်နေတဲ့၍ဆိုပြီးတော့အီဆာအလိုင်ဆလမ်ဒီလည်းသူ့ရဲ့မျိုးသားများကိုဤကဲ့သို့တည်ပေးခဲ့ပါတယ်ဆလာငါးခြင်းဆောင်တည်ခြင်းဒီဂျန်နတ်ဥယျာဉ်ပုံနှန်းတို့ဝင်ရမယ့်အကြောင်းခံဖြစ်ပါတယ်ခင်ဗျကျွန်တော်ဟာဒီသ်တော်မူမှာတမန်တော်မြတ်မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကဤကဲ့သို့မိန့်ကြားတော်မူထားပါတယ်ဟာဒီသ်တော်ကတော့အဘူဒါဝုဒ်ကျမ်းတီရမီဇီကျမ်းနဆာအီကျမ်းနဲ့အီဘနုကျမ်းမာဂျာအီဘနုမာဂျာကျမ်းမှာကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်တွေ့ရှိနိုင်ပါတယ်ခင်ဗျာ قال رسول الله صلى الله عليه وسلم 5 صلوات كتبهن الله على العباد من حافظ عليها كان له أحد عند الله أن يدخله الجنة سبحان الله صلاة 5 ကြိမ်အလ္လာဟ်ရှ်မြတ်ကဖရတ်အဖြစ်ဟလာကျုံနေပေါ်မှာလူသားတွေပေါ်မှာတတ်မှတ်ပြဋ္ဌာန်းထားတယ်အချင်းတူတယောက်ဟာဒီဆလတ် 5 ကြိမ်ကိုစောင့်တည်မယ်ထိမ့်သိမ့်မယ်ဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်ကထိုသူကိုဂျန်နတ်တို့ဝင်ဖို့ဝင်ခွင့်ပြုပေးလိမ့်မယ်ဝင်ခွင့်ပေးလိမ့်မယ်တမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်၏ဆွန်နတ်တော်ကြီးဟလာမိုးတွေရွာလာပြီးလေတွေတိုက်လာပြီဆိုလို့ရှိရင်သူ့ရဲ့နီးပုံဒီနီးစနစ်ပေါ့နော်တမန်တော်မြတ်ရဲ့ဆွန်နတ်တော်ဒီဘာလုပ်ကြလဲဝူဇူလုပ်ပြီးတော့ဆလာဖတ်တယ်ထို့တဲ့ကြောင့်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကကျွန်တော်ကိုဟာလာနီးချပေးသွားတယ်လမ်းပြပေးသွားတယ်ကျွန်တော်တို့ကြောက်ရွံ့နေသလားဆလာဆောင်ဒီပါလူအင်ဆောင်များနဲ့ပြေဝနေသလားဆလာဝပြုပါစိတ်နေသလားဆလာဝပြုပါစီဝါရေးမကောင်းဘူးလားဆလာဝပြုပါကျမ်းမာရေးမကောင်းဘူးလားဆလာဝပြုပါဘာဖြစ်လို့လဲဆလာဝပြုစောင့်တည်ခြင်းသည်အလ္လာဟ်ရှင်ရဲ့ဖန်ဆင်းရှင်နဲ့ကျွန်တော်ရဲ့ကြားမှာဆက်တွယ်ပြီးတဲ့အီဘာဒတ်လုပ်ရဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာထို့တဲ့ကြောင့်ဆူရတ်အလ်ဘကရာထဲမှာအလ္လာဟ်ရှင်ကဤကဲ့သို့မိန့်ကြားတော်မူထားပါတယ်ယာအယုဟัลလဇီနအာမနုစတအီနူဘစ်ဆဘရီဝါဆလာဆူရတ်အလ်ဘကရာayat 45အိုအီမန်တက်ဝေယံချီလူအပေါင်းတို့အတင်တို့ဒီအစ္စတအီနူအလ္လာဟ်ရှင်ထံတော်ဘာမှာကူညီတောင်းခံပါဘာဖြင့်ဘာနဲ့တောင်းခံမလဲဘစ်ဆဘရီဆဘတီခံခြင်းတရားနဲ့
as-salati salat ဆောင်တည်ခြင်းဖြင့်အလ္လာဟူအရှင်မြတ်ထံတော်ဘာမှာအကူအညီတောင်းခံကြပါစိတ်ညစ်နေသလားဆလတ်ဝပြုပါစပတ်လုပ်ပါစီပွားရေးမကောင်းဘူးလားဆလတ်ဝပြုပါစပတ်လုပ်ပါကျမ်းမာရေးမကောင်းဘူးလားဆလတ်ဝပြုပါဒါဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်ကကျွန်တော်တို့ကိုသင်ပေးထားတဲ့အောင်မြင်မှုကိုဟလာအောင်မြင်ခြင်းဆိုတဲ့ပန်းနိုင်ကိုရောက်ရှိနိုင်တဲ့လမ်းပဲဖြစ်ပါတယ်ခင်ဗျာစပတ်လုပ်ဒီကံခြင်းနဲ့ဆွာလက်ဆောင်တည်ခြင်းမွတ်စလင်ကျမ်းထဲမှာလည်းဤကဲ့သို့ဟာဒီသ်တို့ဘလာရှိပါသေးတယ်ခင်ဗျာကာလာရဆူလူလာဟီဆလလာဟူအလိုင်ဟီဝဆလမ်ما من امرئ مسلم تحضره صلاة مكتوبة فيحسن وضوءها وخشوعها وركوعها إلا كانت كفارة لما قبلها من الذنوب ما لم يأتي كبيرة وذلك الدهر كله رسول الله صلى الله عليه وسلم كم من جاركم كباري مسلم دوديوها صلاة ngajin ye achin de chain ko ala achin de chain ရောက်လာကြောက်လာပြီဆိုလို့ရှိရင်တို့ဝုဒ္ဓပြုမယ်ကောင်းမွန်စွာဝုဒ္ဓပြုမယ်စိတ်ထားပြုခြင်းစွာစိတ်လိုက်စိတ်ရောကိုယ်ပါကြောက်ရွံ့မှုဖြင့်ခုရှုကြောက်ရွံ့မှုကိုတို့ဆူစီမယ်ဆိုတော့စောင့်တည်မယ်ရူကုကိုလည်းကောင်းမွန်စွာပြုလုပ်မယ်ဥညွှန်ခြင်းပေါ့နော်ပြုလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီဆွာလကတူရဲ့အရင်ကပြုလုပ်ခဲ့တဲ့အပြစ်ကလေးများအပြစ်အသေးများကိုအရင်ကသူပြုလုပ်ခဲ့တဲ့အပြစ်အမိမှန်များအသေးများပေါ့နော်အပြစ်ကလည်းမျိုးရှိတယ်ကြီးတာတယ်သေးတာကြီးတာတော့ကျွန်တော်တောက်ပါဖတ်ရပါတယ်အမဝင်ခံရပါတယ်အဲ့တော့ဆလာဝုပြုခြင်းဒီကျွန်တော်ရဲ့အပြစ်အသေးငယ်များကိုပတ်လက်စေတဲ့အကြောင်းခံဖြစ်ပါတယ်ဆိုပြီးတော့ဒီဟာဒီတော်တွေမှာကျွန်တော်ကိုတမန်တော်မြတ်ကြီးမုဟမ္မဒ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ကတည်ပြီးထားပါတယ်ထိုနည်းတူစွာမွတ်စလင်ကျမ်းထဲမှာပါပဲခင်ဗျာကာလာရဆူလူလာဟီဆလ္လာလာဟူအလိုင်ဝါဆလမ်أقرب ما يكون العبد من ربه وهو ساجد فأكثر الدعاء ကျွန်တို့တယောက်ဒီအလ္လာဟ်ရှမြတ်နဲ့အနည်းဆုံးချိန်ဒီတဲ့ဝဟူဝဆာဂျီဒွန်ဆဂျီဒါဥချတဲ့အချိန်ပဲမိမိရဲ့အမှုမြတ်ဆုံးထွတ်တဲ့ဆုံးဖြစ်တဲ့မျက်နာကိုမြေပြင်ပေါ်မှာချပြီးတော့အလ္လာဟ်ရှမြတ်အားအီဘာဒတ်ဆဂျီဒါချတဲ့အချိန်ဥချတဲ့အချိန်ပဲဖြစ်တဲ့ဖာအက်ဆီရူဒူအာအဲ့ဒီဆဂျီဒါချတဲ့ခါမှာတင်တို့ဒူအာများများတောင်းပါထို့ကဲ့သို့ရဆူလူလာဆလ္လာလာဟူအလိုင်ဟီဝဆလမ်ကကျွန်တော်တို့ကိုတင်ပေးခဲ့ပါတယ်ဟုတ်ပါတယ်စကြဒါချတဲ့အခါမှာဟာလားထို့ကြောင့်စကြဒါဥချတဲ့အခါဥချတယ်ဆိုတဲ့လောက်ရည်ဒီအယုအကျိုးဆုံးပဲခင်ဗျအဲ့ဒီလောက်ရည်ကိုအလားလွယ်လို့ဘယ်သူအတွက်မှလုပ်လို့မရပါဘူးနောက်ဆုံးကိုမိပါတော့အတွက်တော့မှကျွန်တော်ဥချလို့မရပါဘူးခင်ဗျကျွန်တော်ရဲ့ကောင်းကိုမြေကြီးပေါ်ချပြီးတော့ယူဒေတာမှုကျွန်တော်မိပါတော့ပေးလို့မရဘူးဒါပဲပေးလို့လေအယုအကျိုးဆုံးလို့ရတာလောရှမြတ်တပါးတဲ့အတွက်ပဲကျွန်တော်တို့လုပ်ရတယ်လို့ရဖြစ်ပါတယ်ထို့ကြောင့်စကြဒါဥချတဲ့အခါမှာခုနကျွန်တော်ကြားနာသွားတဲ့ဟာဒီသ်အရာကျွန်တော်ဒူအာများများလုပ်နိုင်ပါတယ်ဒူအာတော့အာရဘီလိုဖြစ်ရမှာပေါ့နော်စကြဒါချတဲ့အခါမှာဒူအာများများဖတ်ပါဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကကျွန်တော်ခုနဟာဒီသ်တော်ထဲမှာသင်ပေးထားပါတယ်ခင်ဗျခုနကျွန်တော်ဆိုရတဲ့အတိုင်းစိတ်ညစ်သလားစီးပွားရေးမကောင်းဘူးလားကျန်းမာရေးမကောင်းဘူးလားဥချပါဆလာဝပြုပါဒူအာလုပ်ပါနဲ့ထူလေးစားချစ်ခင်ယူတရားတဲ့မိဘနဲ့လူကအစ္စလာမ်ညီနောင်များခင်ဗျာဆွာလာ၅ချိန်ဒီလူတွေမှာပဲအရေးကြီးပါတယ်ဆိုတဲ့အကြောင်းခုနကျွန်တော်ကြားနာရတဲ့ချို့တော့ကုရ်အာန်ကျမ်းမြလာရတော့များနေတကွာတမန်တော်မြတ်ကြီးဆလောလ္လဟ်အလိုင်းဝါဆလမ်ရဲ့ချို့တော့ဟာဒီသ်တော်များအရာကျွန်တော်လေ့လာကွယ်ကွယ်ကွင်းကွင်းတွေ့မြင်နိုင်ပါတယ်ခင်ဗျာထို့အတွက်ကြောင့်ကျွန်တော်အနေနဲ့လေးစားယူဒီစွာဖြင့်ကျွန်တော်မိဘများနဲ့တန်းကျင်တော်များအလုံးကိုဆလတ်၅ချိန်စောင့်ဒီပါအချိန်တွင်နဲ့မှာမိမိရဲ့ကြံရှိနေတဲ့တက်တန်းမှာစောင့်ဒီပါလို့ကျွန်တော်အနေနဲ့ယူကျိုးစွာဖြင့်အနုအညွတ်လေးစားစွာဖြင့်တိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာوالله سبحانه وتعالى أعلم وصلى الله على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين السلام عليكم ورحمة الله وبركاته